မြန်မာအမျိုးသမီး fighter Bronica နဲ့ Israel အမျိုးသမီး fighter Shakovi နဲ့ပွဲကိုကျွန်တော်တစ်ချက်တော့ကြည့်ကြအောင်နော်ဘယ်သူကလည်းတိပို့မြန်တယ်ဘယ်သူကလည်းတိပို့ထွက်တယ်စပြီချစ်ချက်အရင်ကန်တယ် Israel အမျိုးသမီးပေါ့နော် Shakovi တစ်ချက်ကန်တယ်နှစ်ချက်ကန်တယ်ဟုတ်ပြီချင်းကြီးရဲ့တစ်ချက်Bronica တစ်ချက်ဝင်တယ်ဗျာတစ်ချက်တဲ့အိုးထိုးပြီနှစ်ချက်လောက်ဝင်တယ်ကျွန်တော် Bronica ဒီ Israel မျိုးသမီးပေါ့နော် Israel မျိုးသမီးကလက်တီးအဝင်ထွက်ကများတယ်တစ်ခါဝင်3-4ခါတော့ဝင်တယ်ဗျဟုတ်တယ်ချင်းကြီးကြည့်တယ်ကန်တယ်ထိုးတယ်ဝင်တယ်ထိုးချက်ပြန်ထိုးတယ်Bronica လည်းထိုးပြီးမိတယ်နှစ်ချက်ဝေါဝဲတော့ကောင်းတယ်ဟေ့ပထမအချီတူရင်ကိုရင်အချီကကန်တယ်ဗျာချီကန်ထုတ်တယ်ဟုတ်ပြီကျွန်တော်မြန်မာအမျိုးသမီး Bronica ကတော့မြန်မာ fighter Bronica ကတော့တစ်ချက်ကြည့်ပြီးတော့သူကအခွင့်ကောင်းတစ်ချက်ထိုးနေလဲအောင်သူစောင့်ကြည့်နေတယ်ဗောနော်ရှင်တွေကတစ်ချက်နှစ်ချက်သုံးချက်တခါတော့ဝင်တယ်အစ္စရေးမျိုးသမီးရှာကိုဗီကတော့ကန်တယ် Bronica ထိတယ်ပိုက်ချီတော့ဒူနှစ်ချက်ဝင်တယ်အစ္စရေး fighter မြန်မာ fighter ကတစ်ချက်ထိုးတယ်ဒူဖက်တယ်ဗျာဒါရပြန်ဖြေတယ်ဗောနော်ဒါပြန်ဖြေတယ်ကဲလာပြီကန်တယ်အချင်းနေကြည့်တယ် Bronica ချင်းနေကြည့်တယ်ကန်တယ်ချောထိုးတယ်လက်တန်နဲ့ရှည်တယ်ဆိုတော့နဲ့ထိတယ်ဟုတ်ပြီအချင်းနေကြည့်နေတယ်အောက်ပိုင်းကန်တယ်မတစ်ချက်နှစ်ချက်သုံးချက်တခါတော့ဝင်တယ်Bronica ထိတယ်ဟေ့မိုက်တယ်ဗျာမလဲဘူး Bronica ထိတယ်ရှင်နဲ့အမထိဘူးနော်ပြန်ထိုးBrony 3 ထားနော်လဲမယ်ပထမချီတော့ပြီးပြီဒုတိယချီလာပြီကဲဒုတိယချီမှာတော့ကဲကာနေပါဟုတ်တယ်သူတော်ရင်ကိုဒီမဲ့ဗျာသူထိုးကိုထိုးပဲချစ်ရနေပဲနော်ခြေတော်ချစ်တယ်spin kick မိုက်တယ်ကွာထိုးတယ်ဗျာကျွန်တော်တို့ Bronica ကတော့ attack တိုက်စစ်ဖုန်ကစားတယ်မှာဖုန်ပိတ်ကြောင်မှာပိတ်ပြီးတော့သူထိုးဖို့ကြိုးစားနေတယ်ကြောင်မှာဒုတိယချီမှာပေါ့နော်ပထမချီမှာလဲ Bronica တစ်ချက်နှစ်ချက်လောက်တာတယ်ဆိုတော့ဒီဒုတိယချီမှာလည်းတော့ကြည့်လိုက်လို့ရှိရင်တော့နည်းနည်းတာတဲ့အချက်တွေနဲ့တွေ့ရတယ်သူလက်ဝတ်ပြီးဆိုထိတယ်ဗျလက်ဝတ်တစ်ချက်ဆိုထိတယ်ရှာကိုဗီကတော့သူလက်ကတစ်ခါဝင်4-5ခါလောက်ဝင်တယ်spinကနှစ်ခါရှိပြီနော်အဲ့ဒါနှစ်ခါရှိပြီနဲ့တိထားရမယ်နော် Bronica ကောင်လက်မြန်ပြီးတော့တစ်ချိန်မထိနိုင်ဘူးဆိုရင်တော့ပွဲပြတ်နိုင်တယ်အဲ့ဒါပွဲပြီးမှခွင့်ရဖြစ်နိုင်နော်တေချာထိန်ထိန်ပြီးကစားတယ်ဖိဆောလာno ဟုတ်ပြီမကြောင်ပိတ်လို့ရှိနေတာကောင် Bronica ထိနိုင်တော့တခါလဲတော့အမကြီးခိုင်းတော့ရှုံးပြီနော်နှစ်ချီမှာတို့ကြောက်ပါမြန်တယ်ဗျာလက်အားမြန်တယ်ဗျလက်မြန်တယ်ကွာကျွန်တော် Bronica ကတော့ကြည့်နေချင်းကြာ Bronica ရှုံးမယ်ထင်တော့ဒီမှာ Bronica ရှုံးမယ်ထင်တယ်ကျွန်တော်ကြည့်တာဒီဒုတိယချီမှာတော့ Israel မျိုးသမီးကနည်းနည်းဖိကစားနေတယ်ထိုးတာပါလက်အဝင်တွေကတော်တော်များတယ်ဗျကြည့်တယ်မှာဟုတ်ပြီကြည့်တယ်ကွာ yes
come on man come on man Veronica come on ထိနေတယ်ထိကြည့်ပါနည်းနည်းမောလာပြီနော် Veronica နည်းနည်းမောလာပြီကတက်လုံနည်းနည်းကျလာပြီကြည့်ရတယ်ကြည့်မောကန်ချက်တွေတဲ့ဝါအမဒုတိယချီမှာပွဲပြီးမှထင်တယ်နောက်ကြမှထင်နော်သတိထားကြည့်စမ်းမတက်စစ်ကစားနေပြီကြည့်ဒီမှာ Veronica ခံစစ်နေပဲကြည့်စမ်းနောက်ဆုတ်နေပြီဒီမှာအမကြောင်မှာပိတ်မယ်ဒီခေါ်နာမှာသူပိတ်ပြီးတော့ထိုးမှာအဲ့လိုကြည့်ဒီမှာတွေ့တယ်မလားအမကြောင်မှာသူပိတ်ပြီးတော့သူကသူကြချီပြီးပြီတကြချီလာပြီကွသတိထားကွာ Veronica သတိထားထိန်းကစားထိုး yes wow come on ball hit it ပွဲကောင်းတယ်ဗျပွဲကောင်းလာပြီပွဲကောင်းလာဒါပေမဲ့ကျွန်တော်တို့ Veronica ကတော့မောလာပြီဒီမှာမောလာပြီကျွန်တော်နောက်ဆုတ်နေပဲ attack တိုက်စစ်တိတ်မစားတော့ဖုကဒီမှာကြောင်မှာကြည့်တယ်ပါwow come on Brony come on ဒီမှာသူလက်ကဒါပေမဲ့သူတစ်ချက်ထိုးလိုက်ပြီဆိုရင်သူလက်တီးကပြင်းတယ်လေသူက body နဲ့သူလက်တီးကတော့တစ်ချက်ဝင်လာတဲ့အဆုံးတော့သူပွဲပြီးနိုင်တယ်တတိယချီမှာ Veronica နောက်တောင်းပေးအဲ့လိုလို့ရလားအချင်းကြီးကြည့်ပြီးတော့ထိန်းပြီးတော့လေချင်းတစ်ချက်ဝင်ပြီဆိုရင်တော့အဲ့တော့ပွဲပြီးပြီချီတကွာမလဲဘူးဗျာတော့ကြမ်းခံတယ်နော်ဒီကောင်မျိုးသမီးဒီရှာကိုပင်ရလဲကွာတော့မာရကောင်ပါပဲမာရမျိုးသမီးထိုးတယ်ကွာတိုက်စစ် Veronica come on paသတိထားကွာသတိထားမောနေပြီတက်လုံကြနေပြီဒီမှာတက်လုံကြနေပြီ Veronica ခြေတော်နဲ့ပဲကာနေပြီခြေတော်နဲ့ထိန်းလိုက်ကြည့်စမ်းခြေတော်ကန်တဲ့ကိုဖမ်းပြီးတော့ဒီကောင်ဆော်လိုက်တာဒီမှာတော့မစိုးဘူးဗျလက်ကဝင်နေများနေဗျတကယ်မာတဲ့ကောင်ပါပဲထိုးရချင်နေရှိတယ် Bron ချင်းကြည့်တစ်ချက် jab ဝင်တယ် jab low kick high pressure okay ဟောပြီကြည့်နော်တော့ရှာကိုဘီကတော့နည်းနည်းမျက်နှာပါနည်းနည်းသူ Veronica ရဲ့လက်တီးကတစ်ချက်နှစ်ချက်ကိုသူမခံနိုင်ဘူးသူကဒါပေမဲ့တော့မာတဲ့တော့ကိုမာလို့ပဲအဲ့လိုဖြစ်တယ်နော်အဲ့ဒါမဟုတ်ဘူးဆိုတော့ကျွန်တော်လဲရကြောက်တစ်ချက် Veronica man come on ball come on ဒီတိုင်းဆိုရင်တော့ကျွန်တော်တို့မြန်မာ fighter ရှုံးမယ်ချင်တယ်တွားပြီပြီးပြီလားပြီးသွားပြီနိုင်ပြီကြည့်စမ်းအမလက်တီးကတော့ဘလောက်ပြင်းလဲဆိုအမတွေ့တယ်မနော်ဒီမှာလက်တီးကဒီလောက်ပြင်းတဲ့လက်တီးကြည့်ဒီမှာတီးတဲ့ပုံကိုကြည့်ရင်သိရတယ်ကျွန်တော်လက်တီးသူ့လက်တီးကတော်ရုံတန်ရုံလက်တီးမဟုတ်ဘူးဗျဆိုတော့လာမယ့်ပွဲတွေမှာလည်းကျွန်တော် Veronica ကိုဆက်လက်ပြီးတော့အားပေးကြအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်